အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီကပုဂ္ဂလိကကဏ္ဍကအလုပ်သမားတွေကိုအပိုထောက်ပံ့ကြီးတစ်ရက်ကိုငွေကျပ်1000ပေးဖို့အမိန့်တင်ညာချက်ထုတ်ပြန်ခဲ့မှုအပေါ်စက်ရုံအလုပ်ရုံတွေဘက်ကလိုက်နာမှုမရှိရင်အလုပ်သမားတွေအနေနဲ့နှီးစက်ရအလုပ်သမားဌာနကိုအချိန်နဲ့တပြေးညီတိုင်ကြားနိုင်တယ်လို့စစ်ကော်မရှင်ရဲ့အလုပ်သမားဝန်ကြီးဌာနကအောက်တိုဘာလ20ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်2025ခုနှစ်အောက်တိုဘာ1ရက်နေ့ကနေစပြီးလက်ရှိထောက်ပံ့ပေးနေတဲ့အပိုထောက်ပံ့ခြင်းငွေကျပ်2000အပြင်ထပ်မံပြီးတော့ငွေကျပ်1000ကိုထပ်ဆောင်ကအလုံးလုံးတဲ့ရက်တွေနဲ့1952ခုနှစ်ခွင့်ရက်နဲ့အလုတ်ပိတ်ရက်အဥပဒေအရခန်းစားခွင့်ပြုဖို့စစ်ကော်မရှင်ရဲ့အ ਨੇ ဆုံးအခကြီးငွေတတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီကအောက်တိုဘာ14ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အခုလိုအမိန့်ကြေညာချက်ထုတ်ပြန်ခဲ့မှုအပေါ်အလုတ်ပိတ်ရက်တွေနဲ့အချိန်ပိုကြေးတွေမှာအငင်းပွားပွဲဖြစ်နိုင်ခြင်းနဲ့စက်ရုံနဲ့လုပ်ငန်းအချို့ကလိုက်နာပေးတာမရှိတဲ့အပေါ်စစ်ကော်မရှင်ရဲ့အလုပ်သမားဝန်ကြီးဌာနကအခုလိုကြေညာခြင်းဖြစ်တယ်လို့ဆိုပါတယ်။အလုပ်သမားတွေရဲ့စာဝတ်နေရေးကိုအထောက်အကူပြုဖို့ရည်ရွယ်ပြီးတော့အပုံထောက်ပံ့ခြင်းငွေခံစားခွင့်ပြုတာကြောင့်စက်ရုံအလုပ်ရုံတွေနဲ့လုပ်ငန်းတွေအားလုံးကစနစ်တကျလိုက်နာဆောင်ရွက်စေရေးအတွက်အလုပ်သမားဝန်ကြီးဌာနရဲ့စစ်ဆေးရေးအရာရှိတွေကကွင်းစင်းစစ်ဆေးကကြက်မှတ်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်အလုပ်သမားတွေအနေနဲ့လည်းအပိုထောက်ပံ့ခြင်းငွေမရရှိရင်နှီးစက်ရအလုပ်သမားဌာနတွေကိုအချိန်နဲ့တပြေးညီတိုင်ကြားနိုင်တယ်လို့လည်းအသိပေးကြေညာထားပါတယ်။ကျမကတော့စိန်ပါ